ဒုက္ခဆိုတာဘာကိုပြောရတော့ဆိုဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ဟာဒုက္ခတပည့်စัจ जा တရားမှာလူတွေထင်ရှားတဲ့လူတွေသိဖို့ထင်ရှားတဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဇာတိပိဒုက္ခပရိသေရိနေရတာလဲဒုက္ခပဲစရာပိဒုက္ခအိုရတာလဲဒုက္ခပဲဗျာတိပိဒုက္ခနာရတာလဲဒုက္ခပဲမရဏံပိဒုက္ခသေရတာလဲဒုက္ခပဲနဲ့ဒါတွေလူတွေသိအောင်သိတာတဲ့ဒုက္ခတွေကိုအရင်ဟောလိုက်တာနော်နောက်ဆုံးမှာကြတော့ဘုရားကဟောတော့ဆိုတန်ခိတ်တေနပင်စုပါရနက္ခန္ဓာဒုက္ခတဲ့ဘုန်းကြီးတို့တွေရထားတဲ့မျက်စိနာနာလျှာကာယမနလို့ဆိုတဲ့ဟောဒီရုပ်တရားတွေနံတရားတွေခန္ဓာ၅ပါးဟာဒုက္ခပဲလို့ဆိုလို့ဘုန်းကြီးတို့တွေမျက်စိရလာတာဟာဒုက္ခရလာတာပဲနားရလာတာဒုက္ခရလာတာနှာခေါင်းရလာတာလျှာရလာတာကိုယ်ကာယရလာတာဒုက္ခရလာတာပဲလို့ဆိုလို့ရုပ်တရားတွေရလာတာဟာဒုက္ခရလာဟုတ်မို့စဉ်းစားကြည့်ညောင်းတာညတာဘယ်သူကဖြစ်ခန္ဓာကဖြစ်တာပဲနော်ပိမနာဆင်းရဲတာလူကိုဒုက္ခပေးနေတာဘယ်သူဒုက္ခပေးနေတော့ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကပဲဒုက္ခပေးနေတာအားလုံးဟာသူ့အတွက်ပဲအလုံးလုံးရပြီးသူကပဲကိုယ်ကိုဒုက္ခပြန်ပေးနေတယ်ပေါ့